တောင်အာဖရိကနိုင်ငံကရွာငယ်လေးတစ်ရွာကိုပြသထားပါတယ်။အဲ့ဒီရွာမှာရွာသားတွေဟာမြေဩဇာမကောင်းတဲ့မြေနေရာမှာလဲရလုတ်ကင်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်အမျိုးသားတဦးပြင်းထန်တဲ့နှလုံးဖောက်ပြီးအဖြစ်ပြက်နေရမှာကိုပဲတိတ်ဆုံးသွားပါတယ်။ဒီအမျိုးသားရဲ့အကိုလည်းအဲ့ဒီမှာရှိနေပါတယ်။သူကတော့လက်သမားတဦးဖြစ်ပါတယ်။ဒီလက်သမားဟာသူ့အကိုရုတ်တရက်တိတ်ဆုံးသွားတဲ့အတွက်အလွန်မင်းဝမ်းနည်းသွားပြီးဒီလိုဖြစ်ရတာဘယ်လိုလဲဆိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။အဲ့ဒီနောက်မှာရွာသားအားလုံးဟာသူ့အကိုရဲ့တိတ်ဆုံးမှုနဲ့ရွာမှာတေဆုံးပြီးနောက်ဒလိထုံတန်းတွေကိုလှုပ်ဆောင်မှုစူးစီးလိုက်ကြပါတယ်။အဲ့ဒီနောက်မှာဒီလေသမားဟာအလွန်ဝမ်းနည်းတဲ့အခြေအနေနဲ့သူ့အိမ်ကိုပြန်လာပါတယ်။သူနဲ့အတူသူ့ဇနီးသမီးနဲ့သားတို့နေထိုင်ပါတယ်။သူ့သားရဲ့အမိကတော့ဝီလီယံဖြစ်ပြီးအလွန်မင်းညံကောင်းပါတယ်။ခြုံငုံကြည့်ရရင်တော့သူဟာအလွန်တော်တဲ့သူတစ်ယောက်ပါသိရှိရတာကတော့ဝီလီယံဟာရေဒီယိုပြင်ဆင်တဲ့ဝါသနာပါတယ်။ဒါကြောင့်သူဟာအမြဲတမ်းသူ့တငယ်ချင်းတွေနဲ့အနီးအနားကလူတွေရဲ့ရေဒီယိုတွေကိုပြင်ဆင်နေတတ်ပါတယ်။ဝီလီယံကျောင်းသွားတဲ့အခါအဲ့ဒီကျောင်းအုပ်ကြီးဟာဝီလီယံအပါဝင်ကလေးအလုံးကိုတန်းစီစေပြီးတင်တို့တွေကတယောက်ယောက်ကကျောင်းလက်ခကိုနောက်ကနေမသွင်းရင်ကျောင်းကနေထုတ်ပစ်လိုက်မယ်လို့ပြောပါတယ်တကယ်တမ်းကျတော့သူ့အဖေရဲ့ငွေကြေးအခြေအနေအလွန်ဆိုးရနေပါတယ်ဒါကြောင့်အချိန်တော်ကြအောင်ကျောင်းလက်ခကိုမသွင်းနိုင်ခဲ့တာပါဝီလီယံရဲ့အတန်းပိုင်ဆရာကသူ့အမကိုအလွန်ကြိုက်နေတတ်ပါတယ်သူကဝီလီယံကိုမင်းကျောင်းလက်ခကိုအမြန်ဆုံးသွင်းရမယ်မသွင်းရင်ကျောင်းကထုတ်ပစ်လိုက်မယ်လို့ပြောပါတယ်ဒါပေမဲ့ဖေမှာကျောင်းလာကသွင်းနိုင်လောက်တဲ့ငွေမရှိဘူးဆိုတာကိုလည်းသူသိပါတယ်ပြီးတော့သူဟာအလွန်အမင်းပညာသင်လဲချင်ပါတယ်အဲ့ဒါကလည်းသူ့ဝါသနာပါသူ့အမေကတော့ဝီလီယံဟာသူ့ဖေနဲ့အတူလေယာအလုပ်တွေလုပ်တဲ့နယ်လို့လိုချင်ပါတယ်ဝီလီယံညဘက်မှာစာချက်နေချိန်မှောက်နေတဲ့အတွက်သူ့အခန်းရဲ့စီမီယိုကိုထွန်းကြီးဖို့အမေစီကနေစီတောင်းသွားပါတယ်ဒါပေမဲ့သူ့အမေကမင်းစာချက်ဖို့ငါစီမပေးနိုင်ဘူးဒါကိုအိမ်မှုကိစ္စတွေအတွက်သုံးဖို့ချွေတာပြီးတင်ထားရမယ်လို့ပြောကညှင်းပယ်လိုက်ပါတယ်နောက်တစ်နေ့မှာဝီလီယံဟာကျောင်းပိတ်ပြီးနောက်အမိုက်ပုံးရုံကိုသွားပါတယ်အဲ့ဒီမှာလျှက်စစ်ပစ္စည်းတွေတန်ပစ္စည်းတွေအများကြီးရှိပါတယ်အဲ့ဒီကနေသူမီးခွက်တစ်လုံးနဲ့ဘက်ထရီတစ်လုံးကိုရရှိပါတယ်ဝီလီယံဟာဒီပစ္စည်းတွေနဲ့ညဘက်စာချက်ဖို့မီးတီတစ်လုံးထွန်းကြီးဖို့စဉ်းစားမိပါတော့တယ်တနေ့မှာရွာထဲကိုသူစိမ့်လူတချို့ရောက်ရှိလာပါတယ်သူတို့ကရွာသားတွေကိုငါတို့မင်းတို့ကိုငွေအများကြီးပေးမယ်ဒါပေမဲ့လဲလှယ်မှုအနေနဲ့မင်းတို့ရဲ့လက်ကွင်းတွေကတစ်ပင်တွေကိုငါတို့ခုတ်လဲခြင်းနဲ့လို့စပြောလာကြပါတယ်ဒါပေမဲ့ရွာသူကြီးကဒီတစ်ပင်တွေဟာငါတို့လက်ကွင်းတွေကိုရေကြီးမှုနဲ့ရေရှမ်းမှုတွေကနေကာကွယ်ပေးတယ်ဒီတစ်ပင်တွေကိုခုတ်လဲလိုက်ရင်ငါတို့လက်ကွင်းတွေရေကြီးလိမ့်မယ်လို့ပြောကညှင်းပယ်လိုက်ပါတယ်ဝီလီယံရဲ့အဖေလည်းသူ့ဘက်ကနေပြောဆိုလိုက်ပါတယ်ဒါပေမဲ့ကြံရှိတဲ့လက်သမားတွေကတော့စာရွက်မှာလက်မှတ်ထိုးပေးလိုက်ကြပါတယ်စာရွက်မှာသူတို့ရဲ့လက်ကွင်းတွေကတစ်ပင်တွေကိုခုတ်လဲခွင့်ပြုကြောင်းရေးထားပါတယ်အကြောင်းကတော့ရွာမှာအလွန်ဆင်းရဲမွဲတေမှုကြားရောက်နေပြီးလူတိုင်းဟာငွေအလွန်မင်းလိုအပ်နေလို့ပါမကြခင်မှာပဲလက်ကွင်းတွေကတစ်ပင်တွေခုတ်လဲတဲ့အလုပ်စတင်လိုက်ပါတယ်အဲ့ဒီညမှာပဲဝီလီယံကသူ့အဖေကိုကျောင်းလက်ခအတွက်ပတ်စံလိုတယ်လို့ပြောပါတယ်ဒါပေမဲ့သူ့အဖေကတားရခုချိန်မှာငါမှပတ်စံမရှိဘူးမင်းရဲ့ကျောင်းလက်ခကိုအခုမသွင်းနိုင်သေးဘူးတင်းနဲ့အရင်ချိန်ထိစောင့်ရမယ်အဲ့ဒီနောက်မှာပဲငါမှပတ်စံရလိမ့်မယ်ပြီးရင်မင်းကြောင့်လက်ခါကိုတွင်းပေးနိုင်မယ်လို့ပြောပါတယ်အဖေစကားကိုကြားတော့ဝီလီယံဟာအလွန်စိတ်ရှုပ်ထွေးသွားပါတယ်နောက်တစ်နေ့သူ့တငယ်ချင်းနဲ့အတူကြောင်းသွားတဲ့အခါသူ့အတန်းပိုင်ဆရာရဲ့စပေးရထားတာမြင်လိုက်ရပါတယ်ဝီလီယံတတိထားမိဒီမှာအဲ့ဒီစပေးမှာမီးတစ်လုံးတက်ဆင်ထားတာပါဝီလီယံဟာအဲ့ဒီမီးရဲ့ဘက်ထရီကိုလိုအပ်နေပါတယ်ဒါပေမဲ့သူကြည့်လိုက်တော့အဲ့ဒီမီးမှာဘက်ထရီမရှိဘူးဆိုတာသိလိုက်ရပါတယ်အဲ့ဒီအစားစပိန်မီးကိုလှည့်လိုက်ရင်အဲ့ဒီမီးကိုလင်းလာအောင်မီးတစ်လုံးတက်ဆင်ထားတာသူမြင်လိုက်ရပါတယ်ဒီမီးကဘယ်လိုလုပ်လင်းနေတာလဲဆိုတာသူနားမလည်နိုင်ဖြစ်နေပါတယ်အခုတော့ဝီလီယံကျောင်းသွားတဲ့အခါလွန်ခဲ့တဲ့လတော့ကြာအောင်ကျောင်းလာခမတွင်းထားတဲ့ကလေးတွေအားလုံးကိုကျောင်းကနေထုတ်ပယ်လိုက်ပါတယ်ကျောင်းအုပ်ကြီးရဲ့စကားကိုကြားတော့ဝီလီယံအလွန်စိတ်ရှုပ်ထွေးသွားပါတယ်အခုသူဘယ်လိုနည်းနဲ့ဖြစ်ကျောင်းမှာဆက်တက်ချင်နေပါတယ်ဒါပေမဲ့ဘယ်လမ်းမှမမြင်ရပါဘူးဒီအချိန်မှာပဲမိုးရာသီစတင်လာပြီးမိုးအသေးအတန်ရွာသွန်းလာပါတယ်အဲ့ဒီအတွက်ကြောင့်ဝီလီယံရဲ့အဖေရဲ့လက်ကွင်းတွေရေမြုပ်စေပြီးသူ့ရဲ့တီးနှံအားလုံးပျက်စီးသွားပါတယ်ဒါကိုမြင်တော့သူ့အဖေအလွန်စိတ်ညစ်သွားပါတယ်အကြောင်းကတော့သူတို့မှာအချိန်တိုအတွက်စားနပ်ရိက္ခာအလုံးအလောက်မကျန်တော့လို့ပါဒါကြောင့်သူ့တငယ်ချင်းတယောက်စီသွားပါတယ်အင်းမှာပတ်စံနည်းနည်းရှိတယ်ဒီပတ်စံတွေနဲ့တစ်ပင်တွေကိုကာကွယ်ခြင်းနဲ့ငါလက်ကွင်းကိုရေကနေကာကွယ်ခနိုင်မို့ပါလို့ပြောပါတယ်အဲ့ဒီအခါသူ့တငယ်ချင်းကမကြခင်မှာမိုးခေါင်ရေရှားဖြစ်တော့မယ်ပညာမှာလည်းရေကြီးနေပြီးမင်းမရှိတဲ့ပတ်စံတွေကိုအခုမသုံးနဲ့အဲ့ဒါတွေမင်းအတွက်ခက်ခဲတဲ့အချိန်မှာအသုံးဝင်လိမ့်မယ်လို့ပြောပါတယ်အခုတော့ဝီလီယံရဲ့အဖေဟာအဲ့ဒီကနေအကူအညီမရတဲ့အတွက်ဝမ်းနည်းနဲ့ပြန်လာခဲ့ရပါတယ်မကြခင်မှာပဲဒီဒေတာမှာအနွေရာသီရောက်လာပြီးမြေကြီးဟာလုံးဝခြောက်သွေ့သွားပါတယ်ဒီမှာရေမညစ်တီဖြစ်စေတန့်တီဖြစ်စေလုံးဝမရှိတော့ပဲခြောက်သွေ့တာလေးပတ်လေးတန်မှာမြင်တွေ့နေရပါတယ်ရေမရှိတော့တဲ့အတွက်သူတို့ရဲ့လက်ကွင်းတွေခြောက်သွေ့တာမြေဩဇာမဲ့ဖြစ်သွားပါတယ်တစ်ဖက်မှာဝီလီယံကိုနောက်တစ်ချိန်အမိုက်ပုံးရုံမှာပြန်ပြပါတယ်အဲ့ဒီမှာသူဘက်ထရီနှလုံးရရှိပါတယ်ဒါပေမဲ့ဒီဘက်ထရီတွေလုံးဝတည်သွားပြီဖြစ်တာသူမြင်လိုက်ရပါတယ်သူဟာဒီဘက်ထရီတွေကိုတနည်းနဲ့ပြင်ပြီးအရင်ကဒီမှာရှာတွေ့ထားတဲ့ရေစုပ်ဆက်ကိုလက်ပတ်စေချင်ပါတယ်ဒါမှနွေရာသီမှာတော့သူ့အဖေရဲ့လက်ကွင်းတွေမှာတီးနှံတွေရေရရှိနိုင်မှာပါသူဟာအကြောင်းကိုတိတ်တဆိတ်သွားပြီးအတန်းပြီးတဲ့အခါသူ့အတန်းပိုင်ဆရာစီသွားကဆရာစပေးမှာပါတဲ့မိကဘက်ထရီမပါပဲဘယ်လိုလုပ်လင်းနေတာလဲလို့စပြီးမေးပါတယ်ဆရာကသူ့ကိုရှင်းပြရင်ဒါကလျှက်စစ်တိုင်နမှုပဲလို့ပြောပါတယ်ဒါပေမဲ့ဝီလီယံမှာလျှက်စစ်တိုင်နမှုတစ်လုံးကိုဝယ်ဖို့ငွေသိမ့်မရှိဘူးဖြစ်နေပါတယ်ဒါကြောင့်သူကဆရာကိုကျွန်တော်ဒါကိုတိဆောက်လို့ရမလားလို့မေးပါတယ်ဆရာကလုပ်လို့ရတာပေါ့စာကြည့်တိုင်းမှာဒီလိုစာအုပ်တွေအများကြီးရှိတယ်အဲ့ဒါတွေဖတ်ပြီးရင်မင်းတိုင်နမှုကိုတိဆောက်နိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့ကျောင်းလာခမသွင်းထားတဲ့အတွက်ဝီလီယံဟာစာကြည့်တိုက်ကိုဝင်ခွင့်မရပဲဖြစ်နေပါတယ်ဒါကြောင့်သူကဆရာကိုဆရာရဲ့လျှို့ဝှက်ချက်တစ်ခုကိုကျွန်တော်သိတယ်ဆရာကျွန်တော်အမနဲ့တွေ့ဖို့လာတယ်ဆိုတာပါဒီလျှို့ဝှက်ချက်ကိုလျှို့ဝှက်ချက်အတိုင်းဆက်ထားခြင်းရင်ကျွန်တော်ကိုစာကြည့်တိုက်သွားခွင့်ရရှိအောင်ဆရာကကူညီရမယ်လို့ပြောပါတယ်ဒါကြတော့ဆရာကသူ့စကားကိုလက်ခံပေးလိုက်ရပြီးဝီလီယံကိုစာကြည့်တိုက်မူစီခေါ်သွားကစာကြည့်တိုက်ကိုလာခွင့်ပြုချက်ရရှိအောင်ဆောင်ရွက်ပေးလိုက်ပါတယ်သူစာကြည့်တိုက်မှာစာအုပ်တွေလှည့်ကြည့်နေချိန်စွမ်းရည်နဲ့ပတ်သက်တဲ့စာအုပ်တွေအများကြီးရှိတာကိုတွေ့ရှိရပါတယ်အဲ့ဒီစာအုပ်တွေရဲ့အကူအညီနဲ့သူလျှက်စစ်တိုင်နမှုကိုတိစောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်သူအလွန်ပျော်ရွှင်သွားပါတယ်
ရက်အနေငယ်ကြာပြီးနောက်ရွာကိုတမရရောက်ရှိလာပါတယ်အဲ့ဒီခါရွာသူကြီးကသူတို့ရဲ့အခက်အခဲတွေကိုတမရရှိမှတင်ပြပါတယ်သူတို့ဟာငွေအလွန်မင်းလိုအပ်နေပြီးဒီမှာရှိတဲ့ချိုးရင်းချက်တွေအားလုံးကိုလည်းပြောပြပါတယ်ဒါပေမဲ့တမရရဲ့လူတွေကရွာသူကြီးကိုနောက်ဖေးကိုခေါ်သွားပြီးအလွန်မင်းရိုက်နှက်ပါတယ်သူတို့ဟာဒီကလူတွေစီကမဲတွေကိုပဲလိုချင်တာပါသူတို့ရဲ့ဒုက္ခတွေလိုအပ်ချက်တွေကိုသူတို့လုံးဝပြီးမဆိုင်ပါဘူးဝီလီယံရဲ့အဖေနားလဲသွားတာကလှုပ်ရှားရှိတာကိုသူတို့ကိုယ်တိုင်လုပ်ရမယ်ဆိုတာပါအခုညီဘသူမှမရတော့မှဆိုတော့သူအလွန်ဆိတ်ရှုပ်ထွေးသွားပါတယ်သူဟာသူ့လက်ကွင်းကိုသွားပြီးသူ့တီးနှံကိုရိတ်သိမ်းပါတယ်ဒီတစ်ခါအရင်ကစစ်တွေနဲ့ရှင်ရင်အမျက်လွန်နေပါတယ်သူတို့မှာ2လစာစားနေရိတ်ခါပဲရှိပြီး2လအတွက်ဘဲကရှာကျွေးမလဲဆိုတာသူတို့မသိရှိကြပါဘူးအဲ့ဒီရွာမှာဆင်းရဲမွေးတေမှုတန်းအလွန်မင်းကြရောက်လာတဲ့ဝီလီယံရဲ့အဖေဟာသူ့အိမ်မိုးရဲ့တုပ်ပြားကိုဖြုတ်ယူပြီးဈေးကိုတွားရောက်ပါတယ်အဲ့ဒီမှာရေဒီယိုသတင်းတစ်ပုဒ်ထွက်လာတာကမကြခင်မှာစပါးဈေးနှုန်းအလွန်မင်းမြင့်တက်တော့မယ်ဆိုတာပါဆိုလိုတာကစားတောက်ကုန်တွေဘာလို့လဲဆိုတော့နိုင်ငံမှာစပါးအလွန်ရှားပါသွားလို့ပါဒီသတင်းကြောင့်လူအများပြားစိတ်ညစ်သွားကြပါတယ်ဒါပေမဲ့အမှန်တရားကဒါအားလုံးဟာအစိုးရရဲ့လက်ကွက်ပါဘာလို့လဲဆိုတော့ဒီမှာအဂတိလိုက်စားမှုအလွန်ကြုံဖြစ်နေလို့ပါဒါကြောင့်လူတွေကိုလိန်ညာပြီးအဂတိလိုက်စားတဲ့အရာရှိတွေကငွေရှာကြပါတယ်ဒီမှာဝီလီယံရဲ့အဖေဟာအစိုးရကိုဆန့်ကျင်တဲ့ကြွေးကြော်တံတွေလုပ်နေတဲ့လူတွေနဲ့အတူသွားပါတော့တယ်သူတို့သွားပြီးခဏအကြာမှာဒီရွာကိုကားနှစ်စီးရောက်လာပါတယ်အဲ့ဒီကားတွေမှာစပားတွေအများကြီးပါပါတယ်တကယ်တမ်းကျတော့အစိုးရကဒီမှာရှိတဲ့လူတွေအတွက်ဆေလွတ်လိုက်တာပါသူတို့ဟာအလွန်စေးပေါ်ပေါ်နဲ့စပားတွေဖြန့်ချိနေတာပါဝီလီယံရဲ့အမေကသူ့ကိုပတ်စံနေနေပေးပြီးစပားသွားဝယ်ဖို့ဆေလွတ်လိုက်ပါတယ်သူသွားချိန်မှာအနောက်ဘက်လမ်းကနေလူတချို့သူတို့အိမ်ကိုလာပြီးသူတို့ရဲ့လက်ကွင်းကနေထုတ်ယူပြီးတင်းစီထားတဲ့စပားအလုံးကိုခိုးယူသွားကြပါတယ်အခုတော့သူတို့မှာစပားတစ်ပွင့်မှမကျန်တော့ဘူးဒါကြောင့်သူ့အမေဝမ်းနေပြီးငိုပါတော့တယ်ခဏကြာတော့ဝီလီယံအိမ်ပြန်ရောက်လာပါတယ်သူ့မှာစားနေရိတ်ခအနေငယ်ရှိပါတယ်အခုတော့ဝီလီယံရဲ့အဖေလည်းပြန်ရောက်လာပါတဲသူကငါတို့တနေ့ကိုတစ်ချိန်ပဲစားကြတော့မယ်ဒီလိုနီးနဲ့ရက်အနေငယ်ကြအောင်ဒီစားနဲ့ရိတ်ခါကိုဆက်ထိန်နိုင်မယ်လို့ပြောပါတယ်ဝီလီယံရဲ့မိသားစုတစ်ခုလုံးအကူအညီမဲ့နေရပါတယ်အစိုးရကသူတို့ကိုအကူအညီမပေးဘူးမိုးလည်းမရွာဘူးညဘက်မှာဝီလီယံဟာသူ့အမစီသွားပြီးမင်းကဆရာကိုချစ်တယ်ဆိုတာငါသိတယ်မင်းသူ့စီကသူ့စပိန်မှာပါတယ်ဒိုင်နမိုကိုတောင်းချင်တယ်အဲ့ဒါနဲ့ငါရေမော်ရာကိုလက်ပတ်စီပြီးရေကိုထုတ်ယူကလဲကွင်းတွေစီပို့ပေးနိုင်မယ်လို့ပြောပါတယ်ဒါပေမဲ့နောက်တနေ့ဝီလီယံထင်းတွေနဲ့ပြန်လာတဲ့အခါသူ့မအိမ်ကနေထွက်ပြေးသွားပြီဆိုတာသူမြင်လိုက်ရပါတယ်သူ့အမေအဖေစိတ်ရှုပ်ထွေးပြီးဖြူဖြူကြကြငိုကြွေးနေကြပါတယ်သူ့ခန်းကိုသွားတဲ့အခါသူ့မသူ့အတွက်ဒိုင်နမိုကိုခြံထားခဲ့တာတွေ့ရပါတယ်အဲ့ဒါကသူ့ဆရာရဲ့ဆက်ဒီမှာတက်ဆင်ထားတာပါဆိုလိုတာကသူ့အမသူ့ဆရာနဲ့တူအိမ်ကနေထွက်ပြေးသွားတာပါအခုတော့ဝီလီယံဟာသူ့တငယ်ချင်းတွေနဲ့တူဒီဒိုင်နမိုကိုလေယာဉ်တစ်ခုနဲ့ဆက်သွယ်လိုက်ပါတယ်ပြီးတော့အဲ့ဒါကနေရေဒီယိုလက်ပတ်လာပါတယ်ကလေးအလုံးအလုံးပျော်ရွှင်သွားကြပါတယ်ဒီနောက်မှာကလေးအလုံးဝီလီယံနဲ့အတူအမိုက်ပုံးယုံကိုသွားကြပြီးအဲ့ဒီကနေပစ္စည်းတွေအများကြီးယူဆောင်လာကြပါတယ်အခုတော့ဝီလီယံဟာရေမော်ရာကိုစတင်ဖို့လေယာဉ်ကြီးတစ်ခုလိုအပ်နေပါတယ်အဲ့ဒါအတွက်စပိတ်တစ်စီးလိုအပ်ပါတယ်ဒါကြောင့်သူဟာသူ့ဖေစီသွားပြီးသူရဲ့လေးရက်ငယ်နဲ့ဒိုင်နမိုကနေရေဒီယိုတစ်လုံးလက်ပတ်နေတာကိုပြသလိုက်ပါတယ်ဒါပေမဲ့သူ့ဖေကိုဘာမှနားမဝင်ပါဘူးအဲ့ဒီနောက်ဝီလီယံကသူ့ဖေကိုကျွန်တော်လေးဟက်ကြီးတစ်ခုစောက်ချင်တယ်အဲ့ဒါနဲ့ရေမောတာကိုလက်ပတ်စီပြီးရာသီမရွေးကျွန်တော်တို့ရဲ့လက်ကွင်းတွေကိုရေသွင်းနိုင်မယ်ဒါပေမဲ့ဒါအတွက်အဖေရဲ့စပိန်ကိုလိုအပ်ပါတယ်အဖေအဲ့ဒီစပိန်ကိုပေးလိုက်ရင်အဖေအဲ့ဒီစပိန်ကိုဘယ်တော့မှမစီးနိုင်တော့ဘူးဘာလို့လဲဆိုတော့ဖျက်တောက်ရလို့ပါလို့ရှင်းပြပါတယ်ဒါကြတော့ဝီလီယံရဲ့အဖေအလွန်မင်းဒေါသထွက်သွားပါတယ်သူဟာဝီလီယံရဲ့လေးဟက်ကိုဖြိုဖျက်ပစ်လိုက်ပြီးမင်းဒီအလကားစာတွေလုပ်နေတယ်ဒီနေ့ကစလို့မင်းကနဲ့အတူလက်ကွင်းထဲမှာအလုပ်လုပ်ရမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်သူဟာဖေဖေနဲ့အတူအထမလက်ကွင်းထဲမှာပဲအလုပ်လုပ်ရပါတော့တယ်အခုတော့ဝီလီယံရဲ့အဖေသားမကရွာသားအလုံးလည်းငတ်မုတ်ခေါင်းပါမှုတံကိုအလွန်အမင်းခံစားနေကြရပါတယ်သူအိမ်ပြန်ရောက်တဲ့အခါသူ့တငယ်ချင်းအလုံးရွာကနေထွက်ခွာသွားကြတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအခါသူကသူတို့ကိုငါတို့ဒီမှာပဲဆက်နေရမယ်ငါတို့လေးဟက်ကြီးတစ်ခုစောက်မယ်ဒါနဲ့ငါတို့ရဲ့လက်ကွင်းတွေရာသီမရွေးရေရရှိနေမှာပါဒါကြောင့်ငါတို့ရာသီမရွေးတီးနှံစိုက်ပျိုးနိုင်မယ်လို့ပြောပါတယ်ဝီလီယံဟာသူ့တငယ်ချင်းအလုံးနဲ့အတူနောက်တစ်ချိန်သူ့အဖေစီပြန်သွားပါတယ်အဲ့ဒီအခါသူ့တငယ်ချင်းတွေကဝီလီယံရဲ့အဖေစီမှာသူတို့ရဲ့စပိန်ကိုတောင်းကြပါတယ်ဒါပေမဲ့သူကသူတို့အားလုံးကိုစူပူပြီးမောင်းထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဝီလီယံရဲ့အဖွားဆုံးသွားပြီဆိုတာသိရပါတယ်ဒါကြောင့်သူ့အမေအလွန်စိတ်ရှုပ်ထွေးပြီးဝမ်းနည်းသွားပါတယ်ဒါအပြင်ဝီလီယံရဲ့ခွေးလည်းအစာမရှိတဲ့အတွက်တေဆုံးသွားပါတယ်သူ့ခွေးတေဆုံးမှုကြောင့်ဝီလီယံအလွန်အမင်းစိတ်ထိခိုက်သွားပါတယ်သူဟာဖြူဖြူကြကြငိုကြွေးသွားပါတော့တယ်သူ့အဖေလည်းအခုမှနားလည်သွားတာကသူတို့ဟာတနေ့နေ့နဲ့လမ်းရှာရမယ်ဆိုတာပါဒါကြောင့်သူဟာဝီလီယံစီသွားပြီးငါမှာအခုလမ်းမမြင်ရတော့ဘူးမင်းရေမော်ရာကိုလက်ပတ်စီပြီးရေထုတ်နိုင်မယ်လို့မင်းထင်ရင်မင်းလိုအပ်တဲ့ငါစပိန်ကိုမင်းယူသွားလို့ရပါတယ်လို့ပြောပါတယ်ဒီနောက်မှာဝီလီယံဟာသူ့အဖေရဲ့စပိန်ကိုယူသွားပြီးလေယာဉ်ဟက်ရဲ့အစိပ်ပိုင်းဖြစ်အောင်ဖျက်တောက်ခိုင်းလိုက်ပါတယ်အခုတော့ရွာသားအားလုံးပူပေါင်းပြီးလေယာဉ်ဟက်ကိုတိစောက်ကြပါတော့တယ်တစ်သားတုံးကြီးတွေကိုမြေကြီးထဲစိုက်ထူပြီးလေယာဉ်ဟက်ကြီးတစ်ခုထောင်လိုက်ကြပါတယ်အဲ့ဒါနဲ့စပိန်ကိုဆက်သွယ်လိုက်ပါတယ်လေယာဉ်ဟက်လဲလာတဲ့အခါစပိန်ပြီးလဲလာပါတယ်အဲ့ဒါကဒိုင်နမိုနဲ့လည်းဆက်နေပါတယ်အခုဒီဒိုင်နမိုကနေဘက်ထရီကိုအားသွင်းကျင်ကြပါတယ်လူတိုင်းလေကွင်းတွေမှာအလုပ်လုပ်နေကြပါပြီးရေထွက်လာမယ်လို့မျှော်လင့်ချက်နဲ့ပါခဏအကြာမှာဘက်ထရီလဲအားပြည့်သွားပြီးရေမော်တာစတင်လဲပတ်လာပါတယ်အခုတော့လေကွင်းမှာအလုပ်လုပ်နေတဲ့လူတွေရုတ်တရက်လေကွင်းထဲကိုရေစတင်ဝင်လာတာမြင်လိုက်ရပါတယ်သူတို့ပျော်ရွှင်မှုကိုဘာနဲ့မှနှိုင်းယှဉ်လို့မရအောင်ဖြစ်သွားပါတယ်သူတို့ရဲ့မျက်လုံးတွေကိုကိုယ်တိုင်မယုံနိုင်ကြပဲဖြစ်နေပါတယ်အခုဒါဟာဘယ်သူမှမထင်မှတ်ထားတဲ့အောင်မြင်တဲ့ရလဒ်ကိုထွက်ပေါ်စေတဲ့အလုပ်တစ်ခုပါဒါပေမဲ့ဝီလီယံဟာသူ့ရဲ့အုံနောက်ယုံကြည်မှုနဲ့စူးစမ်းအားထုတ်မှုတို့နဲ့ဒီအလုပ်ကိုပြည့်မြောက်အောင်မြင်ခဲ့ပါတယ်သူဟာသူ့ရဲ့
ဉာဏ်ရည်ထက်မြက်မှုကိုလည်းတက်တည်ပြနိုင်ခဲ့ပါတယ်သူဘလောက်ထက်မြက်တယ်ဆိုတာကိုသူတို့ကိုပြသလိုက်ပါတယ်ငိုကြွေးနေတဲ့ဝီလီယံရဲ့အဖေကသူ့ကိုဖတ်ထားလိုက်ပါတယ်အချိန်နှဲငယ်ကြာပြီးနောက်ဝီလီယံရဲ့အဖေရဲ့လက်ကွင်းတွေဒါမကကျန်တဲ့လူတိုင်းရဲ့လက်ကွင်းတွေမှာပါတီးနှံတွေစတင်ဖြစ်ထွန်းလာပါတယ်ဆိုလိုတာကဒီနေ့ဝီလီယံမရှိရင်ဒီရွာသားအလုံးအသက်ဆုံးရှုံးကြရလိမ့်မယ်အခုသူတို့ဟာယာတီမရွေးတီးနှံစိုက်ပျိုးနိုင်ခဲ့ပါပြီဝီလီယံဟာနောက်တစ်ကြိမ်လေဟက်ပေါ်ကိုတက်သွားပြီးအဲ့ဒီကနေစိမ့်လန်းဆူပြေးနေတဲ့ရွာတဝန်းလုံးရဲ့လက်ကွင်းတွေကိုမေးကြည့်နေပါတယ်ဒါကြောင့်သူအလွန်ပျော်ရွှင်သွားပါတယ်မကြခင်မှာပဲဒီအကြောင်းကိုလူတိုင်းသိသွားပါတယ်ဝီလီယံရဲ့အကြောင်းကိုဒီသတင်းရောက်တာနဲ့သူ့ကိုတသက်တာလုံးအတွက်ပညာသင်ဆုချီးမြှင့်လိုက်ပါတယ်ဆိုလိုတာကအခုသူဟာပတ်စံမပါပဲအကြောင်းကိုအမြဲတမ်းတွားရောက်ကပညာသင်ကြားနိုင်ခဲ့ပါပြီဒီနည်းနဲ့ပဲဝီလီယံရဲ့တသက်တာဇလန်းမှန်ကဒီနေရာမှာ